Kabaji nuclear စစ်ပွဲကြီးဖြစ်လူနီးပါးအခြေအနေကိုရောက်ခဲ့ဘူးတယ်ဆိုတာတင်သိပါသလားအဲ့ဒီလိုအချိန်မှာကဘာကြီးကိုကဲတင်ခဲ့တဲ့သူကမြန်မာလူမျိုးတဦးဆိုရင်ရောတင်အံ့ဩမိမှာလားဟုတ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကဘာငင်းချမ်းရေးပိတ်သူကကြီးမြမဂုံဆောင်ပုတ်ကိုကြီးဦးတန့်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Learning English with NZL YouTube channel ကနေကြိုးဆိုပါတယ်ကျွန်တော်နိုင်စော်လေးပါဦးတန့်ဟာကုလသမဂ္ဂရဲ့တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနိုင်ငံတကာအဆင့်မှာအလေးစားရဆုံးမြမဂုံဆောင်ပုတ်ကိုကြီးတူပါဦးတန့်ကို1909ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာအေယာဝတီတိုင်းပန်းတနိုမြို့မှာမွေးဖွားခဲ့ပါတယ်သူဟာရန်ကုန်တက္ကသိုလ်မှာပညာသင်ကြားခဲ့ပေမဲ့ဖခင်ကွယ်လွန်သွားတဲ့အတွက်မိသားစုတာဝန်ယူဖို့တက္ကသိုလ်ပညာရေးကိုရပ်နားခဲ့ရပါတယ်အဲ့ဒီနောက်ပန်းတနိုမြို့မှာပဲကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအသက်25နှစ်အရွယ်မှာကျောင်းအုပ်ကြီးဖြစ်လာခဲ့ပါတယ်ထူးခြားတာကတော့အဲ့ဒီအချိန်မှာဦးတန့်ဟာနောက်တစ်ချိန်မှာမြန်မာနိုင်ငံရဲ့ပထမဆုံးဝင်ကြီးချုပ်ဖြစ်လာမယ်ဦးနုနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြတာပါပဲမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ဦးတန့်ဟာအစိုးရအဖွဲ့ထဲမှာအရေးပါတဲ့တာဝန်ကြီးယူခဲ့ရပါတယ်1948ခုမှာပြန်ကြားရေးညွှန်ကြားရေးဝန်အဖြစ်တာဝန်ယူခဲ့ပါတယ်1948ခုနှစ်မှာအတန်လွင့်ဌာနညွှန်ကြားရေးဝန်ဖြစ်လာပါတယ်1949ခုနှစ်မှာတော့ပြန်ကြားရေးဝန်ကြီးဌာနရဲ့အတွင်းဝန်အဖြစ်တာဝန်ယူခဲ့ပါတယ်1954ခုနှစ်မှာဝန်ကြီးချုပ်ရဲ့အတွင်းဝန်ဖြစ်လာခဲ့ပြီး1959ခုမှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်1961ခုနှစ်မှာတော့ဦးတန့်ဟာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ပေးရခြင်းခံခဲ့ရပါတယ်ဦးတန့်တာဝန်ယူခဲ့တဲ့စေစုနှစ်တစ်ခုဟာစစ်အေးတိုက်ပွဲကာလတင်းမာမှုအမြင့်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်ဦးတန့်ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့1962ခုနှစ်မှာကဘာကြီးကိုနျူကလ িয়ার စစ်ပွဲဖြစ်လူနီးပါအခြေအနေကနေကယ်တင်ပေးခဲ့တဲ့ကျူးဘာဒုံးကြီးအရေးခင် Cuban Missile Crisis ကိုငြင်းချမ်းစွာဖြေရှင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်ဦးတန့်ဟာဗုဒ္ဓဘာသာဝင်တဦးဖြစ်တဲ့အလျောက်မေတ္တာကရုဏာနဲ့တီးခံခြင်းတရားတွေကိုလက်ကင်ထားပြီးကမ္ဘာပြဿနာတွေကိုဖြေရှင်းခဲ့သူပါသူဟာဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့အကျိုးစီးပွားကိုအလေးထားခဲ့သလို UNDP လိုအဖွဲ့အစည်းတွေပေါ်ပေါက်လာဖို့လည်းတွန်းအားပေးခဲ့ပါတယ်နှိမ်ချမှုယူသားမှုနဲ့ဗတ်မလိုက်တဲ့စိတ်ထားတွေကြောင့်တကဘာလုံးကလီးစားခဲ့ရတဲ့ဦးတန့်ဟာ1984ခုနှစ်မှာအဆုတ်ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်သူကွယ်လွန်ချိန်မှာဖြစ်ပွားခဲ့တဲ့ဦးတန့်အရေးအခင်းဆိုတာဟာလေမြန်မာသမိုင်းမှာမိပြောက်လို့မရတဲ့ဖြစ်ရပ်တစ်ခုပါပဲလက်ရှိမှာတော့ဦးတန့်ရဲ့ရုပ်အလောင်းကိုရန်ကုန်မြို့ရွှေတကုံဖျားအနီးမှာဂူသွင်းတကြိုထားပါတယ်ဦးတန့်ရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေဟာဒီနေ့ခေတ်တန်တမန်လောကနဲ့ငင်းချမ်းကြီးလူလားသူတွေအတွက်အမြဲတမ်းအတူယူစရာဖြစ်နေမှာပါအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Learning English with NZL channel ကို subscribe လုပ်ထားပြီးဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်နိုင်စော်လေးမှာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ